င်္ဂလာပါရှင်အောင်စီတော့အထက်ဆောင်မှာအောင်စီတော့အထက်ဆိုင်မှာလိုက်လဲဆောက်တယ်ဆိုပါတယ်ရှင်မနော်ဆီယာမတွေအတွက်အဖြူအစိမ်းလေးတွေကိုငါတို့အမြဲတမ်းဝင်နေကြအပွင့်နေအပါမှန်စာတွေနော်ဥရဲ့အသားတွေမဟုတ်ခြိသားလေးရှမ်းခြိတယ်လေးတွေအရန်ကောင်းပါလေရှင်ဒီမှာရှမ်းခြိတယ်လေးတွေဒီမှာဝတ်ထားတယ်နော်ဆီယာမတွေအတွက်အဖြူအစိမ်းရှမ်းချီတယ်လေးတွေဒီမှာကြာအေးလေးကိုတော်မအခုမှဝတ်ဘူးတာကိုလည်းအခုမှဝတ်ဘူးတာအရန်ကောင်းတာပဲဟောငါတို့တစ်နှစ်လုံးဆိုတအားပူတယ်လေကျောင်းမှာနော်ကျောင်းမှာတအားပူတယ်ပြီးတော့ဟိုငါတို့ဝတ်နေကြချီအသားတွေတော်တော်ပူတာပဲအခုဒီမှာကြာအဖြူအင်ကြီးနဲ့ဝတ်လို့ရတယ်တော့ကျောင်းဆရာမတွေဝတ်လို့ရတယ်အဖြူအင်ကြီးလေးတွေအေးလေးတွေချီတာအေးလေးတွေရပ်ပါတယ်ရှင်မကျအဖြူအောင်လေးတွေပင်နီချယ်လေးတွေလည်းရှိတယ်ပင်နီချယ်လေးတွေလည်းရှိတယ်ပင်နီချယ်လေးတွေရှိတယ် size ဆိုအရန်အေးတာပဲဝေးလို့အရန်အေးရတာရှိတယ်ဗောနော်ဒါလေးတွေကတော့အပြင်ဝေးလို့ရတာပေါ့ချီချယ်လေးတွေအယောင်ဆောင်လေးတွေဒါကအဖြော့လေးချီချယ်လေးတွေအယောင်ဆောင်အေးနေရပဲဒီနေတာပဲ ready made ဒါက HL size လေးပါ HL size လေးပါဖြည့်စစ်စစ်လေးဒီနေ့တော့ကြောင်းတက်လို့ရှိရင်ဒါလေးနဲ့တက်မယ်နော်ရမ်းအေးတာပဲဆိုငါတို့ဝယ်နေကြဟိုကြောင်းဖြူအင်ကြီးတွေနဲ့ချုပ်ခါလည်းဈေးကြီးအစဘိုးလည်းဈေးကြီးဒီမှာ ready made ထဲပဲ250လားဟုတ်လား280တစ်ထည်မှာ280အရန်ကောင်းတာပဲအေးလေးကြောင်းတက်ခါစားရက်ဆိုကြောင်းအတရက်ဆိုအရန်နဲ့ပူတဲ့အချိန်ဆိုတော့ဒါလေးတွေဝယ်ရအဆင်ပြေတယ်အေးလေးပဲကျောင်းဆရာမတွေလည်းဝယ်လို့ရတယ်ကျောင်းသူလေးတွေလည်းဝယ်လို့ရပါတယ်ရှင့်ကျောင်းဆရာမတွေလည်းဝယ်တယ်ကျောင်းသူလေးတွေလည်းဝယ်လို့ရပါတယ်ရှင့်အေးလေးပါရှင့်လာရအပေးနိုင်ပါတယ်ရှင့်ဒီမှာအဖြူအစိမ်းလေးနဲ့ဝယ်ထားတာနော်ဖြူအောင်အင်ကြီးလေးတွေအပြည့်အင်ကြီးအယောင်လေးတွေလည်းရှိတယ်မီခိုးရောင်ဒါလေးကခဲအရင်လေးလားမသိခဲအရင်လေးဒီမှာကျပင်ဒီအယောင်လေးတွေအများကြီးပဲဆိုတော့အေးနေတာပဲမမတို့ရေကျမတို့ရေလာရအပေးနိုင်ပါတယ်ရှင့်တစ်ထည်မှာဗန်နီယာ80ပဲနော်တစ်ထည်မှာဗန်နီယာ80ဆို6ခါအောင်6ခါဆိုလို့ရှိရင်3-4-500လေးဒီကျယ်လေးတွေနဲ့6ခါနော်အစဘိုးတွေနဲ့ဆို3-4-500ရှိတယ်နော်6ခါတော့မရှိပါဘူးရှင့်ကျေးဇူး